UNESCO ရဲ့ကမ္ဘာအမွေနှင့်စည်ရင်းဝင်ဖြစ်သတ်မှတ်ခြင်းခံထားရတဲ့ကမ္ဘာအကြီးဆုံးစာအုပ်ကြီးရှိရာမန္တလေးကုသိုလ်တော်ဘုရားညံကောင်းလုံးနဲ့မင်းတို့မင်းတရားကြီးရဲ့တသက်စာအလူတော်မန္တလေးမြို့လို့ဆိုလိုက်တာနဲ့ကုသိုလ်တော်ဘုရားကိုပါမဖြစ်မနေပြေးမြင်မိကြမှာပါမန္တလေးတောင်ကြီးမှာအဖြူရောင်စီဒီငယ်ရာပေါင်းများစွာဝန်းရံနေတဲ့ဇေတော်မြတ်ကြီးဖြစ်တဲ့အတွက်တတိမမူမိတဲ့သူရဲ့လို့မရှိနိုင်ပါဘူးတည်ထားပုံစမ်းကြဲတာကတကြောင်ကြီးညိုတပ်ပယ်ပေါ်ရာကောင်းလုံးတာကတကြောင်အမတ်တရဓာတ်ပုံကောင်းရိုက်ချင်သူများအတွက်လည်းအဆင်ပြေတာကတကြောင်အကြောင်းပေါင်းများစွာနဲ့ဖူးမြော်သူတွေကိုဆွဲဆောင်ထားနိုင်တာပဲဖြစ်ပါတယ်ကုသိုလ်တော်ဘုရားကိုမန္တလေးမြို့အောင်မြေသာဆန်မြို့နယ်မန္တလေးတောင်ရဲ့အရှိတောင်ဘက်မှာတည်ထားပါတယ်တည်ထားကိုးကွယ်ခဲ့သူကမင်းတို့မင်းတရားကြီးပါမဟာလောကမာရဇိန်လို့ဘွဲ့မြည်ရတဲ့ကုသိုလ်တော်ဘုရားဖဏအချင်းတန်တော်65တောင်အရတော်တန်တော်90တမိုက်4သိခန့်ရှိပါတယ်ကုသိုလ်တော်ဘုရားကိုတည်ထားပုံကပကံမှာရှိတဲ့ရွှေစည်းကုံဘုရားနဲ့တောင်မှဆင်တူလာပါသေးတယ်တတိုင်း3ထပ်ရှိပြီးပထမတတိုင်းနဲ့ဒုတိယတတိုင်းအတွင်းမှာပိဋကတော်ကြောက်စာကြများကိုဂူစေတီငယ်များကိုငုံပြီးတည်ထားတဲ့စေတီငယ်929စုမြင်တွေ့နိုင်ပါတယ်စေတီငယ်တစုချင်းစီမှာကြောက်စာတစ်ခြားစီရှိတဲ့အတွက်ကြောက်စာလဲ929ကြဖြစ်ပါတယ်ဒီလိုများပြားလာတဲ့ကြောက်စာကြတွေကိုတင်စားပြီးတော့ကမ္ဘာအကြီးဆုံးစာအုပ်ကြီးလို့ခေါ်ဆိုကြပါတော့တယ်အဆိုပါကြောက်စာတစ်ခြားချင်းစီမှာ3ဝိနီအဘိဓမ္မာဟူသောပိဋက3ပုံကိုရေးထိုးထားတဲ့အတွက်2013ခုနှစ်မှာကမ္ဘာအမွေနှင့်စည်ရင်းဝင်ပြီး UNESCO ကအသိအမှတ်ပြုသတ်မှတ်လိုက်ပါတော့တယ်တိကျသေးကြတဲ့ပါဠိဘာသာအရေးသားတွေကိုလေ့လာခြင်းနဲ့ဆိုရင်ကုသိုလ်တော်ဘုရားမှလေ့လာသင့်ပါတယ်။ဘာကြောင့်လဲဆိုရင်မင်းတို့မင်းကိုယ်တိုင်ကြီးကြပ်ကုတ်ကဲခဲ့တဲ့အပြင်စာပေပညာရှင်များနဲ့ပါပူးပေါင်းဆောင်ရွက်ခဲ့ကြလို့ပါ။ဒီလိုစနစ်ကြပြီးအတွေးခေါ်ကောင်းခဲ့တဲ့အတွေ့လေသမိုင်းဝင်အမွေနဲ့တခုရဲ့လို့သတ်မှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။ကုသိုလ်တော်ဘုရားကိုဖူးမြော်ကြည်ညိုမယ်ဆိုရင်မင်းတို့မင်းရဲ့ဉာဏ်ပညာထက်မြက်လာပုံနဲ့အတွေးခေါ်ကောင်းပုံတွေကိုလည်းမေ့ထားလို့မရပြန်ပါဘူး။တည်ထားပုံစမ်းကြက်လွန်တဲ့အပြင်ထူးခြားလာတဲ့တသက်တာအလူလည်းဖြစ်နေလို့ပါမင်းတို့မင်းဟာသူ့ရဲ့ကောင်းမှုအလူကိုနှင်းရှည်လများတည်တံ့ခိုင်မြဲလို့တဲ့စိတ်ဆန္ဒတစ်ခုရှိခဲ့ပါတယ်ဒါကြောင့်ပိဋက3ပုံကိုကြောက်ဖြာကြတွေမှာရေးထိုးခဲ့ပြီးစီရီငယ်များနဲ့ငုံထားခဲ့တာဖြစ်ပါတယ်ငုံထားရခြင်းအကြောင်းကတော့ကြောက်ဖြာတစ်ချက်ချင်းစီရဲ့ဒုတိယအလျား3ပေခွဲအနံ9ပေထိကြီးမားကျယ်ပြန့်နေပါတယ်ဒီလိုကြီးမားလာတဲ့ကြောက်ဖြာကြတွေကိုထပ်ထားမယ်ဆိုရင်မိုးထီမြင့်တက်သွားနိုင်ပါတယ်။ဒါကြောင့်မြေဧက73ဧကကိုယူပြီးတော့စီရီငယ်များငုံကအစီရီထားခဲ့ခြင်းဖြစ်ပါတယ်။လေတံမိုးတံကိုပါတွေးပူစရာမလိုတော့တဲ့အထိမင်းတို့မင်းကြီးကညံကောင်းလွန်ခဲ့ပါတော့တယ်။ပိဋက3ပုံပါစာသားများကိုလည်းကြောက်စာရဲ့မျက်နှာနှစ်ဖက်လုံးမှာမြင်တွေ့နိုင်ပါတယ်။ဒါဆိုရင်ဒီလောက်ကြီးမားလာတဲ့ကြောက်ဖြာကြက်ကြီးတွေပေါ်မှာစလုံးတွေကိုခကြကြဲထိုးထားမလားလို့တွေးကျင်စရာပါ။တကယ်တမ်းတော့ခကြကြဲမထိုးထားပါဘူးကိုကားပြီးတော့ပြင်ပစာအုပ်အပြင်ပထမဆုံးအကြိမ်ထုတ်ဝေခဲ့တာတော့မှာ Royal ရှစ်ချိုးဆိုင်နဲ့စာမျက်နှာ400ဝန်းကျင်ရှိတဲ့စာအုပ်ကြီး38အုပ်ဖြစ်ခဲ့ပါတော့တယ်တတိုင်းများကိုကြော်လွန်ပြီးဖျားပရဝံအတွင်းသို့လမ်းမြော်ကြည့်လိုက်မယ်ဆိုရင်82မီတာအမြင့်ရှိတဲ့ရွှေရောင်ပထိုးတော်ကြီးကိုကြီးညိုတပ်ပယ်ပွဲရာမြင်တွေ့ဖူးမြော်နိုင်ပါတယ်ဗျာမန္တလေးမြို့ကိုရောက်ရင်ကုသိုလ်တော်ဖျားကိုမဖြစ်မနေဝင်ရောက်ဖူးမြော်သွားသင့်ပါတယ်ဘာလို့လဲဆိုရင်ကျောက်စာကြက်တွေထက်ကပါဠိဘာသာအရေးသားတွေကိုလေ့လာနိုင်မယ်။ကျောက်စာကြက်ပေါင်း900ကျော်ကိုတင်စားထားတဲ့ကမ္ဘာအကြီးဆုံးစာအုပ်ကြီးကိုမြင်တွေ့နိုင်ပါမယ်။မြမဘေးသူကလက်ရကောင်းတွေကိုလေ့လာနိုင်မယ်။ရွှေရောင်အစင်းနဲ့ကုသိုလ်တော်ဘုရားကိုအေးချမ်းတပ်ပယ်ပွဲရာဖူးမြော်နိုင်ပါမယ်။ဒါတင်မကသေးပါဘူး။ဘုရားသမိုင်းကိုစိတ်ဝင်စားတယ်။အမတ်တရဓာတ်ပုံကောင်းတွေရိုက်ချင်တယ်။မြမရိုးရတနခါကိုလည်းလိမ့်ချချင်တယ်ဆိုရင်တော့မဖြစ်မနေသွားရောက်သင့်ပါတယ်လို့ညွှန်းဆိုအကြံပြုကတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ